ဝဲမင်္ဂလာပါအခုဒီဆိုင်ပေးနေတာကတော့ကျွန်တော်တို့နိုင်ငံအသီးသီးမှာရှိတဲ့ထူးဆန်းတဲ့အယူတီးမှုတွေတဘာဝအထက်ကိုပို့ပြီးတော့ကျွန်တော်တို့ဒါရေစရာလဲခေါင်းလို့တင်နိုင်ပါမလားဆိုတဲ့အယူတီးမှုတွေကိုတင်ဆက်ပေးချင်ပါတယ်ဒါကြောင့်မို့ဘယ်လိုမျိုးအယူတီးမှုတွေရှိလဲဆိုတာကိုသိချင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါခင်ဗျ။ဒီဆိုကျွန်တော်တို့အီဂျစ်နိုင်ငံရဲ့ထူးဆန်းတဲ့ကျွန်တော်တို့အယူစာလေးတွေပေါ့ဗျာ။အီဂျစ်တို့ကျွန်တော်တို့ကြားလိုက်တာနဲ့ခင်ဗျားရဲ့မိတ်ဆွေတို့မှာအီဂျစ်မှာပီရမစ်ပုံကြီးရှိတယ်။ဒါပြီးတော့မမ်မီတွေဆိုပြီးတော့အီဂျစ်ကနာမည်ကြီးတယ်။ဘောလုံးရက်ဝင်းမှာဘောလုံးခံတယောက်ဆိုရင်တော့လီဗာပူးထိုက်စင်ဘူးဆာလာကိုရောပြင်းပြီးကြားမှာပါ။ဒါအီဂျစ်နိုင်ငံရဲ့ဘယ်လိုယူဆလဲဆိုတော့အီဂျစ်မှာကျွန်တော်တို့မင်္ဂလာဆောင်တဲ့အခါကြရင်တို့မီတာမင်္ဂလာဆောင်မဲ့တို့သမီးတွေကဒိုတားလောင်းရဲ့ဘေးမှာဝိုင်းပြီးတော့ငို့ကြွေးကြတယ်တဲ့။ဟောဒါကလည်းထူးဆန်းနေကြ။ဟုတ်တယ်မလား။တို့ဘာဖြစ်လို့ငိုလဲဆိုတော့တို့ဒီမျိုးအိမ်အောင်ရတာကြတာကဟူဆေးဝါနေချင်းရဲ့အစဆိုပြီးတော့တို့ကတက်မုတ်လို့မို့ဒီလိုမျိုးသဘောတရားနဲ့တို့ကငိုကြတယ်ဗျကျွန်တော်တို့ဒီယူသီးမှုကမြန်မာရဲ့ style နဲ့ကြည့်မယ်ဆိုရင်တော့မြန်မာတွေကမင်္ဂလာယူတဲ့အချိန်မှာငိုတာကအမယ်လာသဘောတယောက်တယ်ဗျာမြန်မာတွေတော့တို့တွေကမက်ဆက်ပေါ့ဗျဒါပေမဲ့လည်းတစ်ဖက်ကပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ဒီအိမ်အောင်ရတာဒါကြာတော့တာကတော့လောကကြီးရဲ့ခက်ခဲတဲ့ခရောင်လန်းကိုတို့တူတာရင်ဆိုင်ဖို့ first step ပထမအဆင့်ပဲဖြစ်တယ်ဗျတို့လူမျိုးအပြိုဘဝမှာတော့ကမိဘရိတ်မှာအိတ်ဆင်းနေခဲ့ကြတယ်အခုမိဘရိတ်ကနေထွက်ပြီးတော့သူငကိုဘဝခီးကိုရှေ့ဆက်လျှောက်တဲ့အချိန်မှာတော့တို့လွယ်ကူတဲ့အရာတွေမရှိဘူးခက်ခဲမဲ့ခေါင်းချမ်းတွေကိုတို့ကြော်ဖဲရမယ်ဒါသူငကိုတော့ပြန်มาနေဆိုတဲ့ချင်းချင်းပါပဲရှိတယ်အချစ်ယုံတဲ့အရာရာကပြည့်မြောက်သွားဖို့အချစ်တဲ့ရေးကြီးတဲ့ဆန်စီစားတွေအများကြီးလိုအပ်သေးတယ်ဗျဒါကြောင့်မို့အီဂျစ်တွေကအိမ်တော်ရသားကြခြင်းကပူဆွေးဝမ်းနည်းခြင်းအစာဆိုတာတဲ့သူတို့တမို့ထားကခက်ခဲတဲ့ခရောင်လန်းကိုအတူစတင်ခြင်းဆိုတဲ့ဘောတရားကြောင့်မို့တို့ဟာဒိုဒမီတွေကသူတို့သားကောင်းရဲ့ဘေးမှာငိုကြွေးကြတာဖြစ်ပါတယ်နောက်ထပ်ထူးဆန်းတဲ့အယူတီးမှုကြောင့်လည်းပြောပြမယ်အဲ့ယူတီးမှုကဗြိတိန်မှာရှိရလဲဆိုတော့တောင်ကိုရီးယားမှာရှိတဲ့ဒါအယူတီးမှုပဲဗျအယူတီးမှုလဲဆိုတော့ဒါဖန်တက်လို့ခေါ်တဲ့ဒါကျွန်တော်တို့ပန်းတီချင်းဆိုတဲ့အယူတီးမှုဗျဒါတောင်ကိုရီးယားလို့တို့ကြိုက်တာနဲ့ကျွန်တော်မြန်မာပြည်သူလူထုအကုန်လုံးကအလုံးကြီးမှာပါK-pop တို့ K-drama ဖန်နေဆိုရင်တော့တောင်ကိုရီးယားကသူတို့နိုင်ငံတော်ဖြစ်နေပြီအခုတောင်ကိုရီးယားရဲ့ထူးဆန်းတဲ့လူတီးမှုကတော့ပန်းတီချင်းဆိုတဲ့ဖန်တက်လို့ပဲအယူတီးမှုသူတို့ဒီယူတီးမှုကဘာလဲဆိုတော့တညာလုံးပန်ကာကိုမဖွင့်မဲနဲ့မပိတ်ဖဲနဲ့ဖွင့်လာမယ်ဆိုရင်ဖွင့်မယ်ဆိုရင်ပန်းတီတွားနိုင်တယ်ဆိုတဲ့ဒီဥစားပါဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေထားပါတညာလုံးပန်ကာဖွင့်မယ်ဆိုရင်တော့မိတ်ဆွေတို့ပန်းတီတွားနိုင်တယ်ထားစတာပါဒီလိုမျိုးယူဒီမျိုးဖြစ်ပေါ်လာတာကတကယ်ပဲကျွန်တော်တို့ပန်ကာဖွင့်လို့မို့ပန်းတီတွားလာလားဒါမှမဟုတ်သတိကြွေကကြီးငင်းကြိုက်လို့ပဲပေါ့ပန်းတီတာတက်လူလိုပန်ကာဖွင့်တာတက်တိုက်ဆိုင်တွားလာလဲဖြစ်ကောင်းဖြစ်နေတယ်ဗျဒါတော့ကျွန်တော်ဒေါက်တာတွေမှပဲဒီကိစ္စကိုသိနေမှာကျွန်တော်တော့မသိဘူးကျမ်းမာရေးဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးပန်ကာကိုဖွင့်တာကဒီမနက်ခင်းမှာဆိုရင်လေဗျတညာလုံးပန်ကာဖွင့်တယ်ဆိုရင်ဒါနောက်နေ့မနက်ခင်းအေးရထားတဲ့အချိန်မှာဖိုလက်တွေညောင်းညာကတ်ခဲတာတွေဖြစ်တယ်အပြီးတော့လုံးဝနည်းနည်းညောင်းတွေခံစားရတယ်ဗျာအချို့ဆိုရင်ပန်ကာဖွင့်လို့မို့လေဖြတ်သွားတဲ့ဆိုတဲ့တင်းတွေလည်းကျွန်တော်တို့ဖတ်ရတယ်ဒီတော့ပန်ကာဖွင့်တာကတော့ကျမ်းမာရေးဘက်ကကြည့်မယ်ဆိုရင်တကြီးတော့မကောင်းဘူးဗျာဒါမို့ဒီယူဆလေးကလည်းတော့လိုက်ရောညီထေမှုရှိတဲ့ဒီယူဆတော်ပြနေဗျာဒါတော့တောင်ကိုရီးယားမှာရှိတဲ့ဒီယူဆလေးပါအခုကရတော့ကျွန်တော်တို့ဒီယူဆကတော့တချို့လူတွေကြိုက်မဲ့ယူဆပဲဗျဒီယူဆကဘောတေဂျိုင်ဝမ်ကနိုင်ငံတွေဖြစ်တဲ့ဖိလန်နိုင်ငံမှာဒီယူဆကရှိတာသူကဘယ်လိုယူဆလဲဆိုတော့ဒါအိမ်တွင်အရက်တောက်ချင်းဆိုယူဆပဲဗျသူတို့ဒါဖိလန်ဆိုတော့ကျွန်တော်မြန်မာလူမျိုးတွေစိတ်ထဲမှာတော့နည်းနည်းကြားဘူးနာဝရှိမှာပါဘာလို့ဆိုတော့ပြက်လုံးနေဗျဒီလူပြက်တွေကဖိလန်တို့ဥရုဂွေတို့စသဖြင့်ဖြစ်တော့ကြဖိလန်နိုင်ငံကနည်းနည်းတော့မြန်မာလူမျိုးတွေရဲ့အုံတော်ထဲမှာတော့ကျွန်တော်တို့ဆွဲအတွေ့အကြုံမှာတော့ဆွဲမြဲနေပေမဲ့နိုင်ငံပေါ့ဗျာဒါကြတော့ဖင်လန်ဆိုတာကဖင်လန်လူမျိုးတွေရဲ့နိုင်ငံလို့တပည့်ရတယ်ဗျထားပါတော့အခုအဲ့ဒီနိုင်ငံရဲ့ဒီလိုဒါယူတီးမှုကဘာလဲဆိုတော့အရက်တောက်တာပဲအိမ်တွင်းအရက်တောက်တာမှဗျာကျွန်တော်တို့ရိုးတော့တာမဟုတ်ဘူးကျွန်တော်တို့ရက်တောက်တယ်ဆိုရင်ဒါအရက်အဲ့ဒီပါရေးပုံမှန်လေးတောက်တယ်ဗျာတို့အယူတီးမှုကဘာလဲဆိုတော့အိမ်ကိုတကားပိတ်ပြီးတော့ရှင်းမြဦးတွေဖြုတ်ပြီးတော့အတွင်းကန်လေးနဲ့တို့အရက်တောက်တာတို့ကဒါကြောင့်မို့ဒီလိုမျိုးတောက်ချင်းအဖြစ်တော့တို့မှာ
ကန်စားတာရေးတက်လာတယ်စိတ်တွေရှင်လန်းလာတယ်ပြီးတော့ရက်လာပါတယ်ပေါ်များလာတယ်ကန်နေတက်လာတယ်ဒီယူဆကတော့စကီဘက်တွေကတော့တော့အန်ကဲပြဟိုကခင်ဗျာဘာလို့ရက်တော့ရဲဆိုရင်မင်းငါဒီမျိုးတောက်တာကကန်ကောင်းကြီးနေယူဆောင်လာဖို့ရက်လာပါတယ်ပွင့်ဖို့ဒီလိုမျိုးစင်တီတွေပြလို့ရတယ်ဒါကြောင့်မို့ခွန်းလာမှာအရက်အိမ်ထဲပုံပြီးအရက်တောက်တဲ့ကောင်တွေကိုသွားပြီးတော့အပြစ်တင်လို့မရဘူးဆိုတော့တို့ငါတောက်နေတာကကန်ကောင်းဖို့တောက်နေတာခင်ဗျာပြောနိုင်မယ်ဒါတော့ခွန်းလန်ကိုရောက်ရင်ခင်ဗျားတို့ဒီဥစားကိုဒီထားစေချင်ပါတယ်ခုတစ်ခါကတော့ဂျပန်နိုင်ငံရဲ့ကျွန်တော်တို့အယူတီးမှုအယူစားလေးပါဒါဂျပန်နိုင်ငံတို့ဒါကျွန်တော်တို့ခုဆိုရင်မြန်မာလူမျိုးတွေနဲ့ဂျပန်နဲ့မစိမ့်တော့ဗျာမြန်မာကြီးကလည်းဂျပန်ကိုတွားရတယ်ဒီလိုဂျပန်မှာဒါတိထားတဲ့အယူစားလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဘာလဲဆိုတော့တို့ဒါဟီကီမိုရီဆိုတဲ့အယူစားပါဒီကဘာလို့ယူတာလဲဆိုတော့တို့ကကျွန်တော်လူမျိုးကြီးရှောင်ခွာခြင်းဆိုတဲ့ဒိဗေရတဲ့အယူစားပါဒီတိုင်းပဲဂျပန်မှာကခင်ဗျားတို့တီးပူးပါဂျပန်မှာလုံးဝအလုပ်တွေအများကြီးရှုပ်တယ်ဗျာဂျပန်ရဲ့လမ်းမေးမှာဆိုလေလုံးဝဒီဘက်ရှင်တွေဝင်နေအလုပ်တွေဖြည့်ဆည်းမှုတွေစိတ်သက်ကြနေလို့တွေအများကြီးတွေ့ရမှာဟုတ်အလုပ်တွေအရန်လုပ်တာဗျာတို့ကဒါကြောင့်မို့ဒီဟီကီဘီမော်ရီဆိုတဲ့လူကသူကဒီဟာကိုကျွန်တော်တို့တဘောတရားကိုနားလေလို့ထင်တယ်ဗျာသူကဂျပန်လူမျိုးတွေကအမြဲတမ်းတုတ်ရှားသွားလာနေတာစီးပွားရေးလူမှုရေးဒါလုံးဝဒီကိစ္စတွေနဲ့ရောနှောနေတာအားလည်းချိန်မရှိအောင်အလုပ်တွေဖြည့်ဆည်းတယ်ဒါကြောင့်မို့စိတ်သက်တွေကြလာတယ်စိတ်တွေလုံးဝဒီပက်ရှင်တွေဝင်လာတယ်ဒီစိတ်ချယောဂတွေစိတ်နဲ့ပတ်သက်တဲ့ယောဂတွေခံစားလာဟီကီမိုရီဆိုတဲ့လူတွေကဒီချုံလိုက်တဲ့ဘောမျိုးပေါ့ဗျာသူကလူမျိုးရေးဆောင်အောင်ခြင်းအင်မာတကားပိတ်တယ်ဘလို့နဲ့မှဆက်ပြမလို့ဘူးအေးဆေးနေတယ်ဘလို့ပါလာသူကတော့ဒါမသိလို့နေတယ်ဒီလိုတဘောမျိုးသူကအေးဆေးဖိလိုက်နေတယ်ပေါ့ဗျာတကယ်တော့ဒီဟာကကျွန်တော်ကောင်းနေဗျလုံးဝစိတ်တွေကြနေတယ်လုံးဝကြီးကျွန်တော်တွေအရာအဆုံးကိုလောကကြီးကိုလုံးဆုံးသွားလို့ခံစားနေမယ်ဆိုရင်တော့ဒီလိုမျိုးနေကြံကောင်းနေကြကျွန်တော်ဒီမှာပေးချင်တာကဒီလိုမျိုးမေးစေကစိတ်လက်ကြနေရစိတ်ကြယောဂဖြစ်နေမယ်ဆိုရင်ဒီကွက်နဲ့ကိုအေးဆေးတဲ့အလိုပဲခန်းထဲမှာနေပြီးတော့ကွက်နဲ့ကိုကော်ဖီလေးတစ်ဖက်ဖီထားပြီးရင်ဒါစောက်ကောင်းပေကောင်းလေးကိုကျွန်တော်ဖတ်ဖို့အကြံပေးချင်ပါတယ်တကယ်လို့မေးစေကလုံးဝကြီးလောကကြီးကခုတည်းကဆုံးရှုံးထားလို့ခံစားရရင်အနာဂတ်ပြောင်းလို့ခံစားရင်ကျွန်တော်ဘုံမှာပေးချင်တဲ့စောက်ကတော့ကျွန်တော်တွေဥနုရေးထားတဲ့ကာမရဏဆိုဝတ္ထုကိုကျွန်တော်တို့မိတ်ဆွေဖတ်စီထုတ်ပါတယ်ဒါတော့စိတ်တွေကြားကျင်တဲ့အခါကျွန်တော်အနေနဲ့ဘုံမှာပေးတဲ့စောက်လေးပါခုတော့ကျွန်တော်ရေနောက်ဆုံးဒါအယူကြီးမှုရှိတဲ့နိုင်ငံလေးကိုပြောချင်ပါတယ်ဒီနိုင်ငံကတော့ကျွန်တော်မြန်မာနိုင်ငံအိန္ဒိယဖြစ်တဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့အယူတီးမှုပါသူကတော့ဒီယူတီးမှုရဲ့နာမည်ကဘာလဲဆိုတော့နောက်ကျတဲ့အယူဆဒီလိုမျိုးတက်ရောက်နေတယ်ဒီယူဆကအိန္ဒိယမှာကျွန်တော်တို့ဘာလဲဆိုတော့သူကခက်ပြောင်ပြောင်ကအချင်းကိုခက်ပြောင်ပြောင်ခက်ချော်တဲ့သဘောထားခြင်းတက်ရောက်တယ်ကြာအချင်းကိုကျွန်တော်တို့မလေးစားရမဘူးအချင်းကိုတို့ကခက်ပြောင်ပြောင်သဘောထားတယ်အိန္ဒိယစတဲ့တိုင်းကိုလည်းတို့ခက်ပြောင်ပြောင်သဘောမျိုးနဲ့တို့ကအိန္ဒိယဒါ script တိုင်းလားအဲ့လိုမျိုးခေါ်တယ်ဗျဒါတို့ကဒီလူရစ်ဆိုင်ကဗျာငါတို့လှုပ်ချင်တဲ့ချိန်မှာထားလို့တဲ့ဘောမျိုးပါဗျာငါတို့ကပထမအချင်းကငါတို့လှုပ်တဲ့ချိန်မှာမင်းကအချင်းဆိုတာစီမံခန့်ခွဲရမယ်လူရဲ့အချင်းကဒုတိယငါတို့လှုပ်တာကိုငါတို့စီမံခန့်ခွဲမယ်အဲ့လိုတဘောမျိုးတို့တက်ရောက်တယ်ပေါ့ဗျာဒါကြောင့်မို့အိန္ဒိယမှာကျွန်တော်ဟောပြောပွဲတွေဒီပါလာရေးပွဲတွေဒါကျွန်တော်တွေးဆုံပွဲတွေစသဖြင့်ကျွန်တော်တွေအဲ့လိုမျိုးလူတွေးဆုံပွဲတွေမှာဆိုရင်တတ်မှတ်ချိန်ချက်နောက်ကျပြီးမှလုပ်ရထားရှိတဲ့အစင်လာအိန္ဒိယမှာရှိတယ်ဗျာဒါတော့ကျွန်တော်အိန္ဒိယမှာရှိနောက်ကျတဲ့ယူဆပေါ့ဒါဒီယူဆကိုကျွန်တော်တို့မြန်မာလူမျိုးတွေကတော့ရှင်းနေပြီးသားဖြစ်မှာပါမြန်မာပြည်မှာဆိုတည်တယ်ပဲဗျာကျွန်တော်ဒါမီတင်တွေပါဖြစ်ဖြစ်တခြားဒီရွာမှာကျွန်တော်ဟောပြောပွဲတွေသူတို့ဒါစင်နေပွဲတွေမှာရှိရင်ဘယ်တော့မှတနားရီလာမယ်ဆိုရင်တနားရီကျုပ်တဲ့ဟောပြောပွဲမရှိဘူးဗျာအဲနောက်ကျမှပဲများလာကြဒါမြန်မာလူမျိုးတွေနဲ့ရင်းနှီးပြီးသားရှိရဲ့ဒါအသေးထားပါပဲဒီခုကျွန်တော်တို့ပြောနေတာကပူတင်အကြောင်းလေးကိုပြောရင်ပူတင်ကသူနာမည်ကြီးတယ်လို့သူကဘာလဲဆိုတော့ပူတင်ကနောက်ကျတဲ့လူဖြစ်နာမည်ကြီးတယ်ကဘာမှာနောက်ကျဆုံးလူကပူတင်လို့အောင်လည်းတက်မှတ်ထားတဲ့တော်ထားတဲ့တိုးလေးမှလည်းရှိတယ်သူကဒီလိုပါလဲဆိုတော့သူဩဇာအနာပြရင်ပြီးခဲ့တဲ့ဒါသူကလေးယေဆုနေဝဲမှာထရန့်နဲ့ပူတင်တို့စကားပြောဖို့အစီအစဉ်ရှိတယ်အဲ့ချိန်မှာထရန့်ကပူတင်ကိုစကားပြောရဖို့တနင်္လာနေ့ပါတော့စောင့်လိုက်ရတယ်ဒီလိုပြောအဲ့ချိန်မှာအဲ့တနင်္လာနေ့မှာထရန့်ဘာလို့ပူတင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရုရှားပြည်သူတွေနဲ့ကျွန်တော်တို့လိုက်မီတင်လုပ်နေတယ်ထရန့်နဲ့ပူတင်လည်းတည်တယ်ငါထရန့်နဲ့စကားပြောအောင်အရင်ရက်တည်ပေမဲ့သူကပြည်သူကိုပြချင်တာကထရန့်ဆိုတဲ့ကောင်နောက်မှာတခြားကောင်ငါတို့ပြည်သူကလည်းအဓိကဆိုဘောမျိုးကိုပူတင်ကပြချင်တာအဲ့ဟိုဆန်သွားတဲ့ပြည်တင်ဘီရင်မာကြီးအဲလီဇဘက်တောင်မင်းနဲ့ပူတင်ကိုတွေ့ရဖို့15မိနစ်ကြည့်ရတော့မယ်ကရမလီနန်းတော်မှာထိုင်ဆောင်ကြရတဲ့အဖြစ်တယ်ကျုံးဘူးတယ်ဒါပူတင်နဲ့ပတ်သက်ပြီးပူတင်ကဘာလဲဆိုတော့သူကဩဇာအာဏာကိုသူကကဘာကိုပြချင်လို့သူဩဇာအာဏာကြီးကြောင်းတွေ့ချင်ရင်
ငါစောင့်ခနဲ့ချင်းပြီးတော့စောင့်ပေါ်တော့ပူတင်ကတော့တက်ရောက်တာဒါတော့ပူတင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေါ်လာလေးကိုပြောရဖြစ်ပါတယ်ဒါဒီနေ့တင်ဆက်ပေးတာကတော့တိုက်ပွဲရဲ့နိုင်ငံတွေမှာထူးဆန်းတဲ့အယူတီးမှုတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်